ပြ control ပဲလောက်နေကြတယ် open ရေးပဲ day ပြေးတက်လာနေကြတယ် motion ပြပြီးကြတယ်ကြတယ် 1v1 ဒီဘက်ကဘယ်လိုပဲနေ YG ကပွဲလို့မပြောလို့ရရင်တည်းမှာအကုန်လုံးခုတည်းတောက်လျှောက်ကိုပဲ key တွေလိုက်ကောက်နေကြတယ်မှာ15 kills ပါရတာ key တော့ YG ပွဲလာကြလို့ပြီးသွားခဲ့ပြီး key တွေကိုရလိုက်ပဲဆိုရင်နောက်ထပ်2 kill ထည့်ရအောင်ပဲဆိုတော့70 kills နဲ့တူကျွန်တော် chicken point ရတော့10 point ဆိုတော့ကျွန်တော်27 point တော့ဒီပွဲတစ်ပွဲထဲမှာပဲရယူသွားမယ်လို့ပြောလို့ရတယ်ဗျဟုတ်တယ်ဆိုတော့ rampage တွေပါသွားပြီးတော့ on နေခဲ့ပြီပေါ့နော်ဆိုတော့15ကောင်နောက်မှလည်း NGZ rest ပြန်တော့ရှိနေသေးတယ်မျိုးနောက်မှလည်း Romeo ဘိုင်းနေမှာတက်ပြီးတော့ထိုးလာခဲ့ပြီဆိုရင်ပြပချမ်းမှာအနောက်မှာမြင်းနေအနောက်မှာလည်းfade တခါလေးပဲ rest လေးကိုတော့အဆုံးသက်ပေးထားရင်းနေပဲเนาะတခါလေးပဲ rest ကတော့ NGZ ကတင်းလုံးတော့ပျောက်သွားပြီနောက်မှာတော့ Terra တယောက်သေးပဲကျန်တော့ 3v1 မရတော့လာဘူးเนาะ YG ပဲ winner chicken dinner စားဖို့အတွက်က chain ကတော်တော်လေးများနေခဲ့ပြီတစ်ဖက်မှာလည်း Terra motion တယောက်သေးပဲလိုက်ပြီးတော့ရှိနေတော့တည်ရရှာနေပြီဒါပေမဲ့လည်းနောက်မှာ Romeo မှာသွားပြီနော် Romeo ခါလေးပဲအပါပါခေါ်ပြီးတော့ကြိုးစားပြီပေါ့နော်ခါလေးခေါ်ပါပဲနော်ရတော့ခါလေးပဲခေါ်ပြီးတော့ကြိုးစားရခြင်းလည်းပါသွားပြီထင်တယ်ဟောပါသွားပြီနော် Romeo နောက်မှာလည်းအယောက်လောက်တော့ chain နေသေးတယ် motion မရတော့ဘူးနော်နောက်ဆုံးမှာတော့YG เนาะနောက်ဆုံးwinner chicken dinner ပဲရရှိသွားခဲ့ရင်းနေပဲ